လွန်ခဲ့သောနှစ်သန်းပေါင်း40လောက်တုန်းကအခုကျွန်တော်တို့နေထိုင်နေတဲ့ဒီမြန်မာနိုင်ငံမြေကြီးဟာပင်လယ်ရေအောက်နှက်ဆိုင်တဲ့နေရာတစ်ခုဆိုတာကိုသင်ယုံနိုင်မလားကမ္ဘာမြေကြီးရဲ့မြေအောက်တုန်ခါမှုတွေနဲ့အတူအိန္ဒိယကျွန်းဆွယ်ကြီးရွေ့ရှားလာပြီးတိုက်မိလိုက်တဲ့အခါမှာထက်သစ်ပင်လယ်ပျောက်ဆုံးသွားပါတယ်အဲ့ဒီတက်သစ်ပင်လယ်ပျောက်ဆုံးသွားပြီးတဲ့နောက်မှာအင်ဒိုဘားမားတောင်တန်းတွေပေါ်ပေါက်လာခဲ့တာပါဒီမြေကြီးပေါ်မှာပထမဆုံးခြေချခဲ့တာကဘုရင်တွေမဟုတ်ပါဘူးကမ္ဘာရှေးကြဆုံးလူသားမျိုးနွယ်လို့ယူဆရတဲ့ပုံတောင်ပုံညာလူဝင်တွေပါဒါဟာကျွန်တော်တို့မြန်မာနိုင်ငံမြေကြီးရဲ့လူသားမျိုးနွယ်ပခတ်ဧရိယာဖြစ်ခဲ့တယ်ဆိုတာကိုအဓိကသက်သေတစ်ခုဖြစ်ပါတယ်ခင်ဗျကြောက်ခေတ်ကနေမှတန်ခေတ်အဲ့ဒီကနေမှတဆင့်အရှေ့တောင်အာရှရဲ့အစောဆုံးမြို့ပြယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ပြူမြို့ပြနိုင်ငံတွေထွန်းကားလာခဲ့ပါတယ်သူတို့ဟာစစ်တိုက်တာထက်ကုန်သွယ်မှုနဲ့ငြိမ်းချမ်းရေးကိုမျက်နှိုးခဲ့ကြပါတယ်ဧရာဝတီမြစ်ကြီးရဲ့အသက်သွင်းမှုနဲ့အတူရွှေရောင်လွှမ်းတဲ့စပါးခင်းတွေအဖိုးတန်တွင်းထွက်တွေကြောင့်ကျွန်တော်တို့ရဲ့ဒီမြေကြီးကိုရွှေမြေလို့ကဘာကတိလာခဲ့ကြတာပါပင်လယ်အောက်ကနေစတင်ခဲ့တဲ့ဒီမြေကြီးဟာနှစ်သန်းပေါင်းများစွာအပြောင်းလဲတွေကြားကနေသမိုင်းကြောင်းမျိုးမျိုးကိုဖြတ်သန်းလာပြီးယနေ့ခေတ်မြန်မာနိုင်ငံကြီးဆိုတာဖြစ်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်